အသားလေးကဖြူဖြူဖွဲဖြူဖြူဖွဲဟဲ့ဖြူဖြူဖွဲဖြူဖြူဖွဲဟဲ့ဖြူဖြူဖွဲဟိုဘက်ကကချင်ကောင်အသားကြီးကမဲလို့ပြောင်း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 အမဲကြီးကအလားသားမင်းနှမကငါမရဟဲ့ငါမရသူမရခဲ့သူနင်ဘာပြောလဲအိုးဝဲဆိုတော့ပါလို့မနီးလားခမ်ပရရသလားကောင်းပြောဝေးရှမ်းလေမင်းဘာလူမျိုးလဲရှမ်းမစဘာလူမျိုးတော့နဲ့မတပ်ပတ်လူမျိုးရှမ်းရိုင်းလာနဲ့မလဘစဘာဆိုင်တဲ့လူမျိုးအဲ့လိုပြောအေးပါအေးဝန်တာတော့ဝန်တာတယ်ဝန်တာတော့နင်ကဘာလူမျိုးတော့ငါကချင်လူမျိုးလေ哟，个钱俺们没考虑，随便你呀，他妈的漂亮了喂！哎，你个钱呐？哪个钱？你那俺们年年也就没嘞，搞的不？选那个钱，你那边嘞？我去呀，嘛呗。听人喏，对吧？听没呢？听没呢？你那个钱比那个出的，叫谁呢？就找那当了，老板急了，他妈抢那么不？但弄出来我票背啊，对不？我一天把了没我背呢。这弄，这找那当嘛抢那么不？叫谁叫那么票吧？你光路够么？你的问路的多个钱呢？叫谁的啥到么办那么喂？好个啦！哎吧，乡里喂，你那是爸爸，我都是来拍晒的啊，我来拍挨着的，来拍桥面的老了上背了，来拍债了，哎吧，来拍债人啊，来拍钱的办的嘞，我来拍的打烂他的，你来也多的钱哦，来拍有不？来拍有来拍，到，不咱那么长，我们家那个给了谁了？我都想起来嘛，办的晒的嘞，我办挨着的不，办债了，债不？我办了上辈没？办辈没？小家办有么啦？没嘛办有么啦？家不办，嘿，要家办没嘛办？是的不？没嘛办啊罢了，没有办。嘿，要加班啊，当然办。但是你我梦卷梦上了，我拍上了上没？可是你梦去上了，梦嘛上了，梦底下爬到一家官，梦嘛个个梦吧，到底白是你们在位？陪啥办的？我都想比你嘛。阿弟能打出到呗？哎，我阿弟阿姐在的货，来上班没嘞？阿弟捐了，小家的什么啦？没嘛的什么啦？小家的啊，把都快的，没嘛的啊，看的，搞的，来搞掉来诶，盘都，你弄个钱币那个时候，打死我骗嘛不弄啊，这个钱币呢嘛，白你啊，自己生你了不？叫生人啦，是大的。年轻也有么落来要你了个，叫生人了吧？要不那个你那相比那个好朋友喽，请你另外表吧，翁哥，我就相比那种没啊人，我你的，嘛骗喽，我个你的沙地背包，沙地长一点嘛，谁呀你谁呀嘛，老你的，我养我你，你internet 没进来不？你碰人的口也没差不了。你把表你了嘞？你表了表了嘞？你在哪懂吗？把中。我都相比你嘛，和你也嘛同个呢，你也嘛谈个呢，说的，个你的沙地背包，沙地长一点嘛，谁呀你谁呀嘛，老你的，我养我你。你 internet 没进来不？多少钱 ？Facebook 嘛没进来。你把你多少嘞？哦，你那地方边上我那里路你那个 internet 进来嘛？那个弄这边路边路呀嘛不？啊，对了啦。差不多了吧？乡里都差我的那个没别အောင်听听么？你打我喏。个钱币呢？你的。哎呀，我的面筋过嘞，设计么烧红呢嘞，烧小不？那都谁吃？多နိုင်ငံ多လူမျိုးတွေအတွက်တမိုင်းမညို့ခဲ့တဲ့တို့ရဲ့အေယာဝတီကိုမပြည့်စည်အောင်ထိန်းသိမ်းရမှာတို့နိုင်ငံသားတွေရဲ့တာဝန်ပါငါတို့လည်းစောင့်ရှောက်မှာပါအဲ့ဒီအေယာဝတီမြေကြီးကိုတို့ဖခင်ဘိုလ်ချုပ်အောင်ဆန်းကလည်းသိချစ်တာဘိုလ်ချုပ်ကဖခင်ဘိုလ်ချုပ်အောင်ဆန်းဆိုလို့ကချင်ပြည်နယ်ကိုဘိုလ်ချုပ်အောင်ဆန်းရောက်တော့မနိုးပွဲမှာပြောသွားတဲ့စကားတစ်ခုငါခုထိမေ့လို့မရပါဘူးရှမ်းကြီးရငါပြောကျွန်တော်နိုင်ငံတော်လွတ်လပ်ရေးရအောင်လုံးစရာကြီးအများကြီးရှိလို့ခမရတို့ကချင်ပြည်နယ်ကိုအကြာကြီးမနေနိုင်တော့
ကျွန်တော်ကိုခွင့်လွှတ်ပါလို့တောင်းပန်သွားတယ်နိုင်ငံခေါင်းဆောင်တယောက်ကပြည်သူတွေကိုခွင့်လွှတ်ပါလို့တောင်းပန်သွားတာဘူချုပ်အောင်ဆန်းတယောက်ထဲပဲရှိတယ်ပေါ့ကျွန်တော်အချိန်ရတဲ့အခါအချင်းပြင်းတွေကိုနောက်တစ်ခေါက်လာပါဦးမယ်အဲ့ဒီကျမှကျွန်တော်တိတ်သွားခြင်းနဲ့မချမ်းဘောရွာလေးကိုသွားပြအောင်သွားပါဦးမယ်လို့ပြောသွားပြီမယ်တို့ဖားကဘူချုပ်အောင်ဆန်းသေးတာသွားတို့ကချင်းပြင်းတွေကိုနောက်တစ်ခေါက်ရောက်မလာတော့ပါဘူးရှမ်းကြီးရ ဘာထူးမှလဲကချင်ကြီးရဲ့ ဟေး ငါတို့ရှမ်းပြည်နယ်ကိုလည်းဗိုလ်ချုပ်အောင်ဆန်းရောက်လာတာပဲ ငါသိတယ်ကို ဗိုလ်ချုပ်အောင်ဆန်းလာရင်အကြောင်းရင်းကပြည်နယ်တွေပြည်မတွေမခွဲခြားကြနဲ့ အေး တသွေးတွေတသားတွေဖြစ်အောင်ပင်လုံစာချုပ်လာချုပ်တာလေ အေးပါ ဗိုလ်ချုပ်အောင်ဆန်းပင်လုံစာချုပ်ချုပ်ဆိုခဲ့တဲ့ဗိုလ်ချုပ်ကြောက်တဲ့ကြီးကဗိုလ်ချုပ်အောင်ဆန်းကိုတတိယနေပြီကချင်ကြီးရဲ့ အေးအဲ့ဒါဖခင်ဘိုးချုပ်အောင်ဆန်းကတောင်တန်းမြေပြန့်ပြည်နယ်ပြည်မမခွဲကြပဲသွေးစီညီညွတ်စေခြင်းနဲ့သဘောသွေးမရှိရင်အင်္ဂလိပ်ကလွတ်လပ်ရမပေးဘူး ဟုတ်တယ်လေ တို့ဖခင်ဘိုလ်ချုပ်အောင်ဆန်းကနိုင်ငံနဲ့လူမျိုးကိုကျွံဘဝကလွတ်မြောက်အောင်ပဲပြုံးတဲ့နံပြားကိုစပြီးကဲတင်သွားတာကွာ ဗိုလ်ချုပ်အောင်ဆန်းကပွဲပြုံးနဲ့နံမြစပြီးတိုင်းပြည်လွတ်မြောက်အောင်လုပ်တာအခုလူတွေကပွဲပြုံးနဲ့နံမြမစားတော့ဘူး ဟာဘာဒီစား မြေတွေစားတာ ဟာလှုပ်လာကြည်လား ကျုံးတစ်တွေစားတာ ငါဝင်းကြံတိုင်းလေးတော့ဖြုတ်သိမ်းအောင်မမောင်ဟေး ဓာတ်ငွေတွေစားတာ ဟာဤတော်မပေါက်ရေးတော့ပါလားဟေး အခုကြံ့ညံဖမ်းမတယ်လီဖုန်းတွေတောင်စားနေပြီတဲ့ အောင်မလေးနားတော်မကြီးကြဘူးလားဟာ ဘသူတွေဘလောက်ပင်စားစားတို့ဖခင်ပို့ကျုံအောင်ဆန်းတေးတာသွားတယ်ဝစ်စုံလေး30ပဲသူ့ပိုင်ပစ္စည်းရှိတာတကဘာလုံးကလေးစားเสียရပါ ဖခင်ဘိုးချုပ်အောင်ဆန်းကတေသွားမှဝတ်စုံ30နဲ့ရှိတာတို့သိခဲ့ရလားအခုလူတွေကတော့မသေးခင်လေးကိုကတိုက်တယ်ဆောက်ကားတယ်စီသမီးအတွက်မြေတွေသိမ်းသားအတွက်ကုမ္ပဏီတွေထောင်တချို့ဆိုစိန်နေစုထားတာအများကြီးပဲအောင်မတချို့များမြင်နိုင်ငံသားကဘဏ်တွေမှာဒေါ်လာတွေစုထားတာ7ဘီလီယံလောက်ရှိတယ်လို့ငါကြားတယ်ကို ငင်ကအခုမှတီတို့သိတာကြာပေါ့ ဟဲ့ဒါပေမဲ့သိပေမဲ့လည်းပြောရအောင်မပြောရအောင်မဟာခင်ဘိုးချုပ်အောင်ဆန်းကနိုင်ငံရေးလောက်တာစီးပွားရေးလောက်တာမဟုတ်ဘူးစီးပွားရေးလောက်တာမဟုတ်တော့ဘိုးချုပ်ကတော့ဒေါခင်ကြီးနဲ့သားတွေသမီးတွေစားဝတ်နေရေးအခက်အခဲဖြစ်တာပါ ဒီပါ အဲ့ဒါကိုသိလို့နင်တို့ရှမ်းစော်ပွားကြီးတူကဘိုးချုပ်မိသားစုအတွက်သီးသက်ရွှေချောင်းတွေလားလူတွေကို အင်းလီ အဲ့ဒါကိုလူတဲ့လူကျေနပ်အောင်ဘိုးချုပ်ကလက်ခံပြီးနိုင်ငံတော်အတွက်အသုံးပြုဖို့ဖဆပါလာအဖွဲ့ချုပ်ကိုတွားပြီးလူခိုင်းတာတို့ဘိုးချုပ်ပဲကွာအေးဘိုးချုပ်အောင်ဆန်းဆိုတာကနိုင်ငံနဲ့လူမျိုးအတွက်ဆိုရင်အဲ့ဒီလိုမစားပဲနဲ့စွန့်သွားတာကွာ ဗိုလ်ချုပ်အောင်ဆန်းကမစားပဲစွန့်ခဲ့လို့အခုလူတွေမစွန့်မဲနဲ့ငါကြီးကြလို့ရကြတာပေါ့ ဒါပဲကွာ တော်ပါပြီကွယ်တို့ရှမ်းတွေကပြောရင်ပြတ်တယ်လို့ရင်ရှင်းတယ် အေး ကိုဘာကိုလက်ဖက်ကလေးစိတ်စားတာအေးပါတယ် လက်ဖက်မဆိုင်နဲ့ဘိုးချုပ်အကြောင်းငါပြောကြရင်အများကြီးရှိတယ်ဟို ကြံသေးတယ် ဖခင်ဘိုလ်ချုပ်အောင်ဆန်းဆိုတာတို့မြန်မာနိုင်ငံနဲ့အရှိတောင်အာရှလေမကကမ္ဘာမှာတော့ရှာမှာရှာတဲ့ပုံကိုဒူးကြီးကြ ခဲ့လူဟာအဲ့တော့ဆိုရင်မန္တလေးမြို့ကစိုင်းစရာကြီးစိန်တိလွင်နဲ့အစောတော်တော်မမအိတ်ကဖခင်ဗိုလ်ချုပ်အောင်ဆန်းကိုကွန်ပျူတာတဲ့ပဲပြုတ်နံပြဒီပူဒီဆိုင်နေပြီတဲ့ ဟုတ်လားရှာမဲလို့ လိုက်ရှိုးသွားကြည့်ရအောင်လာကချင်လောက်ဟန်ရဲ့